စူပါမားကတ်ထဲမှာရှိနေချိန်ဆယ်ကျော်သက်2ယောက်ဟာရုတ်တရက်အတန်တစ်ခုကြားလိုက်ရတယ်သူတို့ကသတိထားပြီးချောင်းကြည့်လိုက်တော့အပြာရောင်ဘောင်းပြီးတိုးဝစ်ထားတဲ့ဝန်ပုလွေလူသားတစ်ကောင်ကအေးခဲသားတွေကိုစားဖို့လုပ်နေတာကိုမြင်ပြီးတုန်လှုပ်သွားကြတယ်ဇက်ကအတန်မထွက်ဖို့လက်ဟန်ပြလိုက်ပေမဲ့သူ့တငယ်ချင်းကတော့မတော်တဆဆိုတာဘူးကိုဖွင့်မိသွားတယ်အဲ့ဒီအတန်ကြားတာနဲ့ဝန်ပလွေလူသားကအတန်လာရာကိုချက်ချင်းရှာလာပြီးသူတို့လည်းအမြန်ပုံရတော့တယ်အခြေအနေတည်ငြိမ်သွားပြီထင်ပြီးသူတို့ကတိတ်တဆိတ်ပြန်ချောင်းကြည့်ကြတယ်ဒါပေမဲ့မတိလိုက်ခင်မှာပဲဝန်ပလွေလူသားကတစ်တီးတင်စပွဲပေါ်ရောက်နေပြီးအောက်မှာတော့လူတစ်ယောက်ပုံနေတာရှိနေတယ်ဗိုက်စာနေတဲ့ဝန်ပလွေလူသားရဲ့သွားရည်တွေကတဖြည်းဖြည်းကျလာပြီးအဲ့ဒီလူရဲ့မျက်နှာပေါ်ကိုကျသွားတဲ့ဇက်ကအာယုံလွှဲဖို့ကြက်ပေါင်တစ်ချောင်းပစ်ပေးလိုက်တော့ခဏတာအောင်မြင်သွားတယ်ဒါပေမဲ့သူတို့ထွက်ပြေးဖို့မီတဲ့အချိန်မှာပဲအဲ့ဒီလူကယွန်ရှာမှုကိုမထိန်နိုင်တော့ဘူးသွားရည်ကနှက်ခမ်းသားထိရောက်လာချိန်မတော်တဆအတန်ထွက်သွားပြီးဝန်ပုတ်လွေလူသားကချက်ချင်းသတိထားမိသွားတယ်။သူတို့လည်းထွက်ပေါက်စီကိုအသက်လူပြေးကြပြီးဝန်ပုတ်လွေလူသားကတောရိုင်းတရိတ်ဆန်လိုနောက်ကနေလိုက်လာတယ်။မကြခင်မှာပဲအဲ့ဒီမိစ္ဆာကသူတို့နားရောက်လာပြီးစင်ပေါ်ကနေခုန်ချလိုက်တဲ့ဇက်ကစင်နှန်းတစ်ခုကိုတောလဲပစ်ပြီးအချိန်နည်းနည်းရအောင်တားဆီးလိုက်တယ်။နောက်ဆုံးတော့သူတို့ထွက်ပြေးလွတ်မြောက်သွားပြီထင်တဲ့အချိန်မှာဝန်ပုတ်လွေလူသားကသူတို့ရှေ့မှာရက်နေပြီးသားဖြစ်နေတယ်။ထွက်ပြေးစရာလည်းမရှိတော့ပဲအပြေးအဝပိတ်မိနေချိန်မှာတော့ရုတ်တရက်ကားတစ်စီးကဝင်တိုက်ပါ